ဒီကိုကတော့တကယ်ကိုမဖြစ်နိုင်လောက်တဲ့အရာမျိုးပါပဲအားလုံးကဒီကစားကွက်ကနေစော့တင်ခဲ့တာမှာအော်မူကဘောလုံးကိုလက်ခံရယူလိုက်တယ်ပြိုင်ဘက်နောက်ခံလူကကပ်ပြီးလူကတ်ကာကွက်ထားတဲ့ဂျာကပဲရမယ်စီကိုအမြန်ဆုံးပြေးပို့လိုက်ပါတယ်ထိန်လိုက်တာကလည်းအပြစ်ပြိုစရာမရှိအောင်ကိုစမ်းပယ်လွန်းလာပါတယ်အဲ့ဒီနောက်မှာတော့နောက်ခံလူကသူ့စီကိုချက်ချင်းပြေးဝင်လာပါတော့တယ်တကွင်းလုံးမှာရှိတဲ့ပရိသတ်တွေအားလုံးအသက်ရှူအောင်ပြီးစောင့်ကြည့်နေကြပါတယ်ကမ္ဘာအကောင်းဆုံးကစားသမားကလွေကူတဲ့နီလန်းကိုပဲရွေးချယ်ပြီးဂျူးစ်ကွန်ဒေစီကိုဖျက်တင်ပေးဖို့အတွက်ဘောလုံးပေးလိုက်တော့မယ်လို့လူတိုင်းကထင်နေကြတာပါဒါပေမဲ့မဟုတ်ပါဘူးဒီ16နှစ်သားလေးကတော့ဘယ်တော့မှလွယ်ကူတဲ့လမ်းကိုမရွေးချယ်တတ်ပါဘူးသူ့စီမှာတီးထက်ပိုးပြီးထက်မြက်တဲ့အတွေးတစ်ခုရှိနေခဲ့တာပါသူခေါင်းမော့ကြည့်လိုက်တဲ့အချိန်မှာတခြားသူတွေမမြင်နိုင်တဲ့အခွင့်အရေးတစ်ခုကိုမြင်သွားခဲ့ပါတယ်ဂိုးသမားကနေရာယူတာမှနေပြီးတိုင်ဦးနားမှာနေရာအကျယ်ကြီးလွတ်နေတာကိုသူတွေ့လိုက်ရတာပါဒီ16နှစ်သားလေးကနောက်ခံလူကိုကြောဖက်လိုက်ပြီးဘာမှတွန့်ဆုံမနေပဲဂိုးပေါက်ကိုတော့လမ်းမကြည့်တော့ပဲတိုင်ဦးစီကိုအားပါနဲ့ကန်သွဲလိုက်ပါတော့တယ်အားကစားကွင်းတစ်ခုလုံးတစ်စိတ်ငြိမ်သက်သွားခဲ့ပါတယ်ဂိုးသမားကတော့ဘာမှတွန့်ပြန်ဖို့အချိန်မရလိုက်ပဲကြောင်အန်နီဖိချန်ရစ်ခဲ့ရတာပါကမ္ဘာအဆင့်ပြီးကစားသမားတယောက်နဲ့ထိုက်တန်တဲ့တကယ်ကိုအိုင်မကန်ဂိုးတကိုးပါပဲရီယယ်မက်ဒရစ်ရဲ့တောင်ပိုင်းကစားသမားတွေသူတို့သက်သက်မှာဘယ်တော့မှသွင်းယူနိုင်မှာမဟုတ်တဲ့ဂိုးမျိုးလည်းဖြစ်ပါတယ်